လက်ရှိအချိန်မှာဈေးကြီးနေတဲ့အရာဘာလဲ စီစေးတက်စီမစည်းနိုင်တော့စီစေးတက်နေဝင်ပေးရဒီနေ့တိုးစီးခဲ့ရတယ်လုံးဝအဆင်မပြေဘူး စီသေးပြီးတော့နောက်ဘာတွေရှိအောင်လဲ ဖုန်းစေးတက်မယ်ထင်တယ်အီးစိမ့်တွေအခုရှောက်နေရတော့လေ အရင်ဈေးနဲ့အခုဈေးနဲ့ဘာတွေကွာလဲ ဘာမှတော့မကွာဘူးပေါ့နော်သူနဲ့ဆက်ဆံရေးလိုပဲ ခဏလို့ထင်တာပဲ ဘာလို့လဲညီမလေး အခုအရန်ခက်စားနေလေကပတ်ကြိုးရည်နဲ့လာပါတယ်ဈေးကြည့်လိုက်တော့၈သိန်းကျော်သွားတာ လက်ရှိအချိန်မှာဈေးကြီးနေတဲ့အရာဘာလဲ စီစေးစီစေးကတက်နေရောတိုက်စီစေးကလည်းတက်တယ်လေကားဟာဈေးရကြည့်ရောဘယ်တော်တော်အဲ့လိုတက်တယ် အရင်ဈေးနဲ့အခုဈေးနဲ့ဘာကွာလဲ ဝေးกว่า ဘာလို့လဲညီမလေး ရွှေစိတ်အရန်ကြည့်နေလေ အရင်တော့ပုံစံမျိုးနဲ့အခုပုံစံမျိုးနဲ့ဆိုရင်ဒီရွှေဈေးတွေဘာတွေဘယ်လိုကွာခြားပါလဲ ခုနေထားနေဆိုရင်တော့ဈေးနဲ့ဆိုရင်အေးဆေးလေးဝယ်လိုက်လို့ရဒီနေတာအရန်များနေဝယ်လို့မရတော့ဘူးလို့တင်တယ် စီပေါ့ ဘာလို့စီလို့ပြောရလဲ ဒါပေမဲ့အဲ့လောက်ရောလည်းမဟုတ်ပါဘူး6000 3000အဲ့လောက်ပဲဆိုတော့လေ စီသေးပြီးတော့နောက်တစ်ဘာရှိအောင်လဲ ရွှေရည်ချင်တယ် ရွှေကိုဝယ်ပြီးတော့စုဖို့အစီအစဉ်ရှိလား စီရောရှိရလေဒါပေမဲ့မရှိရပတ်စံရင်းနေ လက်ရှိအချိန်မှာဈေးကြီးနေတဲ့အရာဘာလဲ ဖက်တွေသိရမှာ ဒီလက်တော်ကြိုက်နေတဲ့ဖက်နဲ့ဝယ်မယ်ဆိုပြီးချိထားတဲ့ဖက်နဲ့ကဘယ်လောက်လောက်ရှိလဲ 20လောက်ရှိမှာတယ် ဟာရော စီပေါ့အမမကြရဘူး ဘာဖြစ်လို့လဲပြောပြပါဦး စီတန်းစီပြီးတော့ဈေးအများကြီးပြရဆိုတနာလို့လေ အရင်ဈေးနဲ့အခုဈေးနဲ့ဘာတွေကွာခြားသွားလဲ အရင်တော့စီကလွယ်တဲ့ခါကျတော့စီကပေါ်တယ်ဒါပေမဲ့အခုကကျတော့စီကခတ်နေတဲ့ခါကျတော့စီကအရန်တက်နေရဆိုတော့အဲ့ဒါကြောင့် ဘယ်လောက်ထိခက်ခဲလာနိုင်တယ်လို့ထင်လဲ စီကတော့ကြောင်းမယ်ထင်တာ Look at you.